ကျွန်တော်နှလုံးသားလေးတနာစရာတနာစရာကောင်းတာအခုနှလုံးသားမဟုတ်ဘူးအမားတို့အဲ့ဒီအခက်ရမယ်အချင်းကြီးဆိုရင်လည်းပင်မနေမှာပေါ့ရေခဲကြီးတစ်ခွက်လားဘာလို့လဲအဲ့ဒီလေးကိုတိုက်ပြီး